ရဲ့အစမှာတော့သမီးဖြစ်သူကြီးဟဲဟာအိမ်ရှင်းရင်းနဲ့သူမအမေဂျူဟီရဲ့ diary စာအုပ်ကလေးကိုမတော်မဆတွေ့သွားခဲ့ရကနေစကင်ပါတယ်။အဲ့ဒီ diary ထဲမှာတော့သူမအမေရဲ့လှပပြီးနာကျင်ရတဲ့အတိတ်ကအချစ်ဦးပုံမြင်လေးကိုရေးသားထားတာပါပဲ။လွန်ခဲ့တဲ့1960ဝန်းကျင်ကာလတွေကိုပြန်သွားရမယ်ဆိုရင်နွေရာသီကျောင်းပိတ်ရက်မှာဂျူဟီနဲ့ဂျွန်ဟာတို့နှစ်ယောက်အမှတ်မထင်တွေ့ဆုံခဲ့ကြပါတယ်။သူတို့နှစ်ယောက်တရေချောင်းတဲ့အိမ်ကိုအတူတူသွားရင်းနဲ့ရင်းနှီးသွားကြတာပေါ့။အဲ့ဒီအချိန်ကအချစ်ဆိုတာအယမ်းကိုဖြူစင်လွန်းပါတယ်။သူတို့နှစ်ယောက်ကြားကရင်ခုန်စရာပေးစာလေးတွေမီးထိုင်လေးတွေကြားမှာခိုးတွေ့ရတဲ့အခိုက်အတန့်လေးတွေကတကယ့်ကိုကြည်နေတဲ့သူတွေကိုပါအလိုလိုပြုံးမိစေမှာပါအမှန်ပါပဲရှင်။ဒီဘက်ခေတ်ကိုပြန်ကြည့်မယ်ဆိုရင်လေသမီးဖြစ်သူကြီးဟဲခင်ဗျာသူမရဲ့အချစ်ရေးမှာအခက်တွေ့နေရှာပါတယ်။သူမကဆမ်မင်းဆိုတဲ့ကောင်လေးကိုတိတ်တခိုးလေးချစ်နေရတာပါ။ဒါပေမဲ့ပြဿနာကသူမရဲ့အချစ်ဆုံးတငယ်ချင်းကလည်းဆမ်မင်းကိုကြိုက်နေတော့ကြီးဟဲခင်ဗျာဖွင့်မပြောရပဲကြိတ်ခံစားနေရတာပေါ့ရှင်။နာမည်ကြီးတဲ့မိုးထဲမှာအင်ကြီးခေါင်းခြုံပြီးအတူကြီးတဲ့အခန်းလေးဆိုရင်ကြီးဟဲတို့ရဲ့အချစ်ယူမှာတော့ပရိသတ်တို့ရဲ့ရင်လဲမှာပါအခုချင်းထိရှင်တန်နေစေအခိုက်အတန့်လေးတစ်ခုပါပဲအမေဖြစ်သူရဲ့အတိတ်ကအချစ်ရေးနဲ့သမီးဖြစ်သူရဲ့လက်ရှိအချစ်ရေးဟာကံကြံမာရဲ့ဖန်တီးမှုတစ်ခုလိုတစ်ထက်တည်းကြာနေကြတာပါအတိတ်ကဇလန်းလေးမှာလဲဂျွန်ဟာနဲ့ဂျူဟီတို့ရဲ့အချစ်ခီးလန်းကချောမွေ့မနေခဲ့ပါဘူးဂျွန်ဟာရဲ့တငယ်ချင်းကလည်းဂျူဟီကိုသဘောကျနေပြီးမိဘတွေကပါစီးဆက်ပေးထားရဲ့အတွက်သူတို့နှစ်ယောက်ကြားမှာတငယ်ချင်းတန်ရောစင်နဲ့အချစ်ကြားကလွန်းဆွဲပွဲလေးဖြစ်လာပါတော့တယ်။နောက်ဆုံးမှာတော့ရက်ဆက်လွန်တဲ့စစ်ပွဲကြီးကြောင့်ချီလီယက်နဲ့ခွဲခွာခဲ့ရတဲ့သူတို့နှစ်ယောက်ရဲ့အထက်ကတကယ်ကိုရင်နာစရာကောင်းလာပါတယ်ရှင်။ဇလန်းရဲ့အထုပ်ပတ်အပိုင်းလေးမှာတော့တကယ်ကိုမျက်ရည်မစီးနိုင်စရာပါ။စစ်ပွဲအပြီးနှစ်အတော်ကြာမှကော်ဖီဆိုင်လေးတစ်ခုမှာပြန်တွေ့ကြတဲ့အချိန်မှာဂျွန်ဟာတယောက်မျက်စိကွဲနေခဲ့ပါ၏။သူမျက်စိကွဲနေတာကိုဂျူးဟီမထီးစီဖို့ကြိုတင်လေးကျင်ပြီးဟန်ဆောင်တွေ့ဆုံခဲ့တဲ့အခန်းလေးဟာလူတိုင်းရဲ့နှလုံးသားကိုဆွဲညစ်လိုက်တယ်လို့နာကျင်စေခဲ့ရပါတယ်။တကယ်တော့ဂျွန်ဟာဂျူးဟီပေးလိုက်တဲ့ဆွဲကြိုးလေးကိုစစ်ပွဲမှာအသက်ဆုံးပြီးပြန်ကောက်ရင်းနဲ့အခုလိုအဖြစ်ဆိုးနဲ့ကြုံခဲ့တာပါရှင်။နောက်ဆုံးအလဲပြောင်းလေးကတော့ပရိသတ်တွေကိုရင်ခုန်ကြည်နူးစေမှာပါ။လက်ရှိအချိန်ကဂျီဟဲကြိတ်ချစ်နေရတဲ့ကောင်လေးဆမ်မင်ဟာတခြားသူမဟုတ်ပဲအမေရဲ့အချစ်ဦးဂျွန်ဟာရဲ့သားအရင်ပဲထိနေခဲ့တာပါမိဘရဲ့လက်ထက်မှာမပေါင်းဖက်နိုင်ခဲ့တဲ့သူတို့နှစ်ယောက်ရဲ့အချစ်စစ်ဟာသားသမီးတွေလက်ထက်မှာတော့ရေဆက်ဆုံပြီးလှပစွာပေါင်းဖက်သွားခဲ့ပါပြီအချစ်စစ်ဆိုတာအချိန်တွေဘလောက်ကြာကြာဘယ်တော့မှမယိုးသွားဘူးဆိုတာကိုဒီစကားလေးကလှလှပပကြီးတက်တေပြသွားခဲ့တာပါပဲ။